Vipassanaတရားအထုတ်တဲ့အခါမှာရှင်သာရိပုတ္တရာဘလောက်အသေးစိတ်ထီအောင်တရားတွေကိုရှုခဲ့တယ်ဆိုတာဆက်လက်ပြီးတော့ရှင်းပြတာဖြစ်တယ်။တမန်ပုဂ္ဂိုလ်တွေမလုံးနိုင်တဲ့မရှုနိုင်တဲ့တရားတွေကိုယ်တဏ္ဍမှာဖြစ်နေတော့လည်းပဲအလုံးကိုသိဖို့ဆွခက်ခဲတယ်ပေါ့နော်။အတိုင်းအတာတစ်ခုအရရှင်သာရိပုတ္တရာကျတော့အသေးစိတ်သိပြီးတော့မှဝိပဿနာရှုပြီးတော့မှယဟနာဖြစ်တဲ့ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာရှုတဲ့ဝိပဿနာကိုအနုပဒဓမ္မဝိပဿနာလို့ခေါ်တယ်အနုပဒဆိုတာကိုယ်တဏ္ဍမှာဖြစ်တဲ့သဘာဝတရားအစုအလုံးသို့မဟုတ်အစဉ်အတိုင်းသံဃာဘဝင်စားပြီးတော့ကိုယ်တဏ္ဍမှာဖြစ်တဲ့အရာတွေကိုအလုံးသိပြီးတော့ဝိပဿနာရှုနိုင်တယ်အသိဉာဏ်မျိုးအနုပဒဓမ္မဝိပဿနာလို့အဲ့တော့ဒီနေရာမှာသမထနဲ့ဝိပဿနာပေါင်းဆက်သွားဖို့သမထကျင့်စဉ်ကိုကျင့်ပြီးမှဝိပဿနာရှုဖို့ကိုရှုစွာသဘောပေါက်နားလည်ဖို့လိုအပ်တယ်ပေါ့အကြမ်းမြင်လေးပြောရမယ်ဆိုရင်ဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်သည်သမထကိုအရင်အထုတ်ပြီးမှဝိပဿနာကူးတဲ့ပုဂ္ဂိုလ်ရှိတယ်ဝိပဿနာကိုတိုက်ရိုက်အထုတ်တဲ့ပုဂ္ဂိုလ်ရှိတယ်နှမျိုးရှိတယ်လို့မှတ်ထားအဲ့ဒါကိုဝိသုဒ္ဓိမဲ့မှာတော့ပါသုံးတော့ဆိုသမထယာနိကာတဲ့သမထလမ်းကြောင်းကနေရှင်စီးသွားတဲ့ပုဂ္ဂိုလ်သမထလမ်းကြောင်းကနေသွားရင်သမထယာနိကာရှာနာဆိုတော့ယင်းကိုပြောတာခီးသွားတယ်ဆိုရင်ဘာနဲ့သွားလဲရှင်စီးသွားတယ်ဆိုတဲ့သမထယာနိကာသမထကိုအရင်အထုတ်တယ်ပြီးတော့မှဝိပဿနာပဲကိုကူးတယ်အဲ့တော့ဝိပဿနာကူးတယ်ဆိုတဲ့စနစ်ကဖျားပွင့်မှပေါ်တဲ့စနစ်ပဲရှင်းတော့သမထကိုအထုတ်ပြီးရင်သမထမှာပဲလမ်းဆုံးသွားကြတယ်ဝိပဿနာကူးဖို့လမ်းစဉ်နဲ့လှုပ်ထုံးမရှိဘူးမသိလည်းမသိကြအောင်တမာရီအောင်လှုပ်တဲ့စနစ်သမထကတော့ဖျားမပွင့်ခင်တည်းရှိနေအဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာသမထအထုတ်ပြီးရှေ့ကိုဆက်เสียပေါ်လာတယ်ဝိပဿနာဆိုပေါ်လာတယ်အဲ့ဒါကိုသမထယာနိကလို့ခေါ်လိုက်တယ်ရှေ့တော့ကတော့သမထဖြစ်ပြီးရင်ဇံပိညေယဗြဟ္မပြေမှာလမ်းဆုံးပြီးရင်တန်တရားတွေပြန်ရောက်လာဒါဖះမပွင့်လို့ရှိရင်အဲ့ဒီဒါပဲအမြင့်ဆုံးကဗြဟ္မပြေရောက်ပြီးတော့သမထကျင့်စဉ်ကျင့်ပြဇံပိညေယအစွမ်းတကူတွေနဲ့နောက်ဆုံးဗြဟ္မဖြစ်ဗြဟ္မဘဝကဆုံးသက်တဲ့အခါတန်တရားတွေပြန်ရောက်လာတယ်ရသော်ပြပွင့်လာတော့ဗြဟ္မပြေကလမ်းဆုံးပန်းနိုင်မဟုတ်ဘူးအဲ့တော့ကောင်းကင်ဘုံဟာလမ်းဆုံးမဟုတ်ဘူးဆိုတာပြောတဲ့သဘောပဲနော်ကောင်းကင်ဘုံဟာလမ်းဆုံးမဟုတ်ဘူးသို့တော့ဘဝမှာအကြာကြီးနေရတာတော့မှန်တယ်တမေတမျိုးကြီးမမှတ်မိနိုင်လောက်အောင်ကဘာချီပြီးတော့ကြားတယ်ဘာလို့လဲဆိုရင်အဲ့ဒါအမှန်နဲ့ရောက်တာတော့မဟုတ်ဘူးသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့အဲ့သမထစွမ်းအားလျော်စွာဗြဟ္မဘုံတွေကိုရောက်သွားကြတာတမာရီစွမ်းအားဒီကျင့်လို့ဆိုလိုတာတော့သူရဲ့ကျင့်ထဲမှာဖြစ်တဲ့ကိလေသာညစ်ကြေးတွေကိုတွန်းခွာပြီးတော့ဖယ်ရှားထားလိုက်တဲ့စွန့်ရည်တတ်တွေနဲ့တန့်စင်မွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ကဘာချီပြီးနေလို့ရတော့မတန့်စင်တဲ့စိတ်တွေကိုတွန်းထုတ်ဖယ်ရှားပလိုက်တာ
အဲ့တော့အပိသက်တော့တွန်းထုတ်ဖယ်ရှားလို့မရဘူးအတိုင်းအတာတစ်ခုရတွန်းထုတ်ဖယ်ရှားလိုက်တာအဲ့ဒါကိုဝိက္ခမနပဟံလို့ခေါ်တယ်အပြည့်ရှင်းတာမဟုတ်ဘဲနဲ့တွန်းထုတ်ဖယ်ရှားလိုက်တာအဖယ်ရှားလိုက်တော့စိတ်ဆွမ်းအားကြောင့်ကိရိတာအညစ်အကြေးတွေပူပန်မှုတွေကိုယ်ရင်ထဲမှာအတော်နဲ့ပြန်ရောက်မလာလို့စိတ်ပူပန်မှုကင်းတဲ့ဗြဟ္မပြည်ကိုရောက်သွားကြပြီတော့အဲ့ဒီမှာနေပေါင်းများကဘာပေါင်းများစွာကြာရှိပြီးတော့နေထိုင်သွားကြတယ်ဘယ်ရပဲဖြစ်ဖြစ်အချိန်ကုန်လို့ရှိရင်သူကအရှိန်ကုန်တယ်အချိန်ကုန်တယ်ဆိုတာရှိတယ်အရှိန်နဲ့တက်သွားရင်အရှိန်ကကုန်တာပဲအချိန်ကုန်တော့ပြန်ကြလာတယ်ကောင်းကင်ဘုံကပြန်ကြလာခဲ့တယ်အချိန်ကုန်တော့ဟောဆိုတိုင်းတာတစ်ခုရတွန်းထုတ်ဖယ်ရှားလိုက်တာပေါ့အပြတ်ရှင်းတယ်မှာမဟုတ်တာဘာလဲဥမတူတော့ဆိုယောဂကိုပြောက်အောင်ကုနိုင်တာမဟုတ်ဘူးအမြင့်ပြောက်အောင်မကုနိုင်ဘူးသို့တော့ဆေးနဲ့ထိန်းထားတယ်ထိန်းထားသမျှယောဂတော့ပြောက်နေသလိုဖြစ်မှာပဲသို့တော့ထိန်းထားတဲ့စွမ်းအားတွေကုန်သွားပြီဆိုရင်ဒီယောဂပြန်ထားလာအဲ့တော့လူတွေရဲ့ယင်ထဲမှာရှိတဲ့ပူပန်မှုတွေညှဉ်းနှွမ်းမှုတွေကိုဖြစ်ပေါ်စေတဲ့လောဘဒေါသမောဟစတဲ့ခိလေသာတွေဟာပြန်ပြီးတော့အဆိုင်ခဲနဲ့ပြန်ရောက်လာပြန်ပေါ်လာပြန်ဘာလို့ဆိုပြန်ရှင်းတာမဟုတ်သည့်အတွက်ကြောင့်အာယုန်နဲ့တွေ့တဲ့အခါကျတော့ပြန်ပြီးတော့ဒါတွေပေါ်လာတဲ့အခါသူတို့ရဲ့အရှိန်အဝါနဲ့အောက်ပြန်ရောက်လာတယ်ဒီလိုဆိုလို့တယ်ပေါ့နော်အကုသိုလ်တွေအောက်ပြန်ဆွဲချတယ်အဲ့ဒါကြောင့်ကောင်းကင်ဘုံကလမ်းဆုံးမဟုတ်ပြန်အဲ့တော့လမ်းဆုံးပန်းနိုင်သွားဖို့ရကြတော့အပြတ်ရှင်းရရှင်းထဲမှာရှိတဲ့ပူလောင်မှုတွေအညစ်အကြေးတွေလောဘဒေါသမောဟတွေကိုပြတ်ရှင်းတာဟာတမာတိစွမ်းအားနဲ့မရဘူးပညာစွမ်းအားနဲ့မှရတယ်အဲ့ဒီနည်းကိုသိတာလေမြတ်စွာဘုရားပွင့်မှသိတယ်အဲ့တော့တမာတိစွမ်းအားကိုအခြေခံပြီးတော့ပညာစွမ်းအားတစ်ခုရအောင်ကြိုးစားလိုက်တယ်လိုက်ပြီးတော့မှရှင်တဲ့ကပူပန်မှုတွေအညစ်အကြေးကိလေသာတွေကိုအပြတ်ရှင်းလိုက်တဲ့သဘောအမြစ်ပတ်ပြအောင်ကုလိုက်တယ်ဘယ်တော့မှပြတ်မပေါ်တဲ့အနုပါဒဓမ္မတံအနုပါဒဓမ္မပဲအဲ့တော့ပြတ်မဖြစ်တော့အနုပတိဓမ္မတာနာဥပတိဓမ္မတာဘယ်တော့မှပြတ်မလာတော့ပြီးသက်ရှင်းပြလိုက်တဲ့ဟာကိုသမုစ္စေတပါဟနာတော့ခေါ်တယ်အဲ့ဒါကဝိပဿနာလမ်းကြောင်းကသွားလို့ဝိပဿနာဉာဏ်ရဲ့စွမ်းအားနဲ့မက္ခဆိုတဲ့စွမ်းရည်တတိရှိတဲ့စွမ်းတတိပေါ်မှာသူကစွမ်းထက်တဲ့စီသူကဘာနဲ့ဥပမာတူတော့ဆိုနားလည်အောင်ပြောရမယ်ဆိုရင်လေးစားလို့ပဲလေးစားနဲ့ပြစ်တယ်လို့ပဲလေးစားနဲ့ရှင်းလိုက်တယ်လို့သူကအစွမ်းထက်တယ်ကိရိတာတွေကိုအစွမ်းထက်တဲ့မဲ့နဲ့ပယ်လိုက်တာလေးစားနဲ့လောင်ကျွမ်းအောင်လုပ်ပလိုက်တယ်လို့ပဲပြန်ပြီးတော့မဖြစ်နိုင်တော့အဲ့ဒီဟာရောက်မှမဲ့ရပြီဆိုတော့မှဉာဏ်ရဲ့စွမ်းအားနဲ့ကိရိတာတွေကုန်သွားပြီနောက်ချောင်းဘယ်တော့မှပြန်မလာတော့ဘူးအဲ့တော့မြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာသမထကျင့်တဲ့ပုဂ္ဂိုလ်တွေကရှေ့ဘာဆက်လို့ရတော့ဝိပဿနာဘက်ကိုသွားတယ်ကိလေသာတွေပြတ်ရှင်းဖို့သမထကတော့ခဏတွန်းထားဖယ်ထားတာခဏဝိက္ခမ္ပနပဟံလို့ခေါ်တယ်ဝိက္ခမ္ပနပဟနာတွန်းဖယ်ထားခြင်းတွန်းဖယ်တဲ့အနေနဲ့ဖယ်ရှားထားခြင်းခဏခဏတွန်းထားတာခဏခဏထိမ့်ချုပ်ထားတာတော့ဝိက္ခမနာဆိုစာပေကျမ်းကနေမှာတော့ဗာနဲ့ဥပမာပေးတော့ဆိုလို့ရှိရင်ရှေးကနေမှာအပေါ်ကရှေးမော်တွေဖုံးနေတယ်လို့ရှေးမော်တွေဖုံးနေတဲ့အခါမှာဘာလို့ရတော့ဆိုရင်
လှိုင်းကြက်ထအောင်လှုပ်လိုက်လို့ရှင်လှိုင်းကြက်ကနေပြီးတော့ရေမော်တွေကိုပေးရှဲတော့ပုတ်ထုတ်လိုက်တယ်လှိုင်းပုတ်လိုက်တော့ရေမော်တွေကပေးရောက်သွားတယ်အဲ့အချိန်မှာရေငိမ့်တော့ရင်ပြန်ရောက်လာကြဗျာသူတို့နော်ပြန်ရောက်လာသူပြန်ရောက်လာကြပြီးတော့ခိတ္တကနာရေတွေလှုပ်နေတော့မဲ့သူကလွင့်သွားပေးရောက်အဲ့ဒါကိုဝိက္ခမနပဟံလို့ခေါ်တယ်တွန်းထုတ်ဖယ်ရှားထားတာခဏအဲ့တော့ဝိပဿနာကျင့်လိုက်လို့ရှိရင်အသိဉာဏ်မျိုးကိုရပြီးတော့မဲ့နဲ့ကိလေသာတွေကိုပြရှင်းလိုက်တယ်အဲ့တော့ကမ္မထာလို့အထောက်တဲ့ပုဂ္ဂိုလ်သည်နံပါတ်1သမထယာနိကသမထကိုအရင်ကျင့်ပြီးတော့မှဝိပဿနာသွားတယ်ဖေရလက်ထက်ကြတော့အဲ့လိုဒါနံပါတ်1နီးနံပါတ်2ကြတော့သမထကိုလုံးဝမသွားတော့သမထလမ်းကြောင်းကိုမလိုက်တော့ပဲနဲ့ပညာကိုဥတည်ပြီးတော့တတိနဲ့ပညာနဲ့တိုက်ရိုက်သွားတဲ့နီးအဲ့ဒါဝိပဿနာယာနိကလို့ခေါ်တယ်သမထယာနိကဝိပဿနာယာနိကအဲ့ဒါလို့ဝိပဿနာကိုတိုက်ရိုက်သွားတဲ့နီးခြားထဲမှာသမထလုံးမနေတော့ဘူးသီးသန့်လုံးမနေတော့ဘူးဝိပဿနာသွားရင်ကနေပြီးတော့ဉာဏ်ကနေပြီးတော့တဖြည်းဖြည်းစိတ်တွေကိုစုပေးသွားတဲ့အခါစွမ်းအားထက်လာတာပဲနောက်ကျပညာရဲ့အရှိန်ဝါနဲ့တမာတိတွေပြန်ထက်လာတယ်အဲ့ဒါကြတော့ဝိပဿနာကနေပြီးတော့မက်ကိုရောက်သွားတာဝိပဿနာတိုက်ရိုက်ကနေမက်ရောက်သွားတာခုနတုန်းကသမထပြီးမှဝိပဿနာပြီးမှမက်ကိုသွားလိုက်ရ3ဆင့်ပေါ့နော်2ဆင့်ခြားထဲမှာ2ဆင့်ပေါ့သမထကပထမဆင့်ဝိပဿနာဒုတိယဆင့်ပြီးရင်မက်ဒါကြတော့ပထမဆင့်ဆိုတဲ့တမာရီနဲ့လုံးမနေတော့ဘူးနဲ့ဝိပဿနာလမ်းကြောင်းကနေဖြတ်တက်လိုက်တာတော့မဲ့ဘက်ကိုတက်လျှော့ရောက်သွားအဲ့တော့အဲ့ဒီနှစ်ခုမှာအာယုရွေးချယ်မှုမှာကွဲပြားခြားနားမှုရှိတယ်သမထကိုကျင့်ပြီးမှဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်တွေဟာဝိပဿနာကူးလို့ရှိရင်ဝိပဿနာရဲ့အာယုသည်ယုံနဲ့နံ2မျိုးပဲရှိတယ်နော်ဝိပဿနာအာယုသည်ယုံနဲ့နံ2မျိုးပဲရှိတယ်အဲ့တော့သမထကိုကျင့်ပြီးမှဝိပဿနာကူးလို့ရှိရင်ယုံနဲ့နံဘယ်သူ့ကိုအရင်ရွေးမလဲနံကိုပဲအရင်ရွေးလွယ်ကူမှုအတွက်ဒါဘာလို့လဲဆိုတမာတိဆိုတာစိတ်ထဲမှာတိဆောက်တဲ့အရာဖြစ်တော့တမာတိရှိနေတဲ့အချိန်မှာပထမဆုံးတွေ့နေတာကိုယ့်ရင်နဲ့နှလုံးထဲမှာစွမ်းအားနဲ့ဖြစ်နေတာနန္တရားတွေပဲဖြစ်တာယုတ်တရားလည်းရှိတယ်ရှိတော့လဲနန္တရားတွေကစွမ်းအားကောင်းလာတယ်အဲ့သမထဒီတမာတိလုံနေတဲ့အတွင်းမှာဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတွေနန္တရားတွေကိုရွေးချယ်လိုက်ပြီးတော့အဲ့ဒီကနေသွားတယ်အဲ့တော့အချင်းချုပ်ပြောရမယ်ဆိုရင်သမထယာနိကပုဂ္ဂိုလ်သည်သမထအာယုံကနေဝိပဿနာကိုကူတဲ့အခါမှာရှုံးတဲ့နံ2မျိုးတွင်နံကစပြီးတော့ရှုတယ်ပြီးတော့ရုပ်လည်းပါသွားတယ်ပေါ့နံနဲ့ဆက်တယ်ပြီးရုပ်လည်းရှုတယ်တို့ဆိုလို့တဲ့နော်ဒါဖြင့်သမထကနေဘာဖြစ်လို့တိုက်ရိုက်သမထအာယုံကိုတိုက်ရိုက်ရှုပြီးတော့ဝိပဿနာကိုတက်လို့မရတယ်လဲဆိုသမထအာယုံကပြည့်ညက်တယ်ဘယ်မဲ့ထွက်လေဝင်လေဆိုတာထွက်လေဝင်လေပြည့်ညက်ပဲမေတ္တာပို့တယ်ဆိုတာလည်းပြည့်ညက်ကိုပို့ရတာကတိုင်းနေဆိုတာလည်းပြည့်ညက်တယ်ပဲအဲ့ဒီပေါ်မှာတမာတိစွမ်းအားကိုခြေစိုက်တယ်ဆိုတာတော့ပရမတ်လို့တိမ်မွေ့တဲ့ပုံမှာသူကချိန်ဆိုင်ပြီးတမာတိရအောင်လုပ်ဖို့မလွယ်ဘူးဘာလို့ပရမတ်ထာကတိမ်မွေ့တာနော်ပရမတ်ထာစိုက်ထိဖို့ဆိုတာအသိဉာဏ်နဲ့မှစိုက်ထိနိုင်တာတမာတိနဲ့စိုက်ထိလို့မရဘူးဒါကြောင့်မို့တမာတိပေါ်မှာတမာတိရဲ့အာယုံပေါ်မှာချိန်ဆိုင်လို့မရဘူးတမာတိရဲ့အာယုံကပြည့်ညတ်နဲ့တော်တာဆိုတာအဲ့တော့တမာတိရဲ့အာယုန်တွေကိုဆက်ပြီးမရှုဘဲနဲ့အဲ့ဒီသမထကျင့်စဉ်အတွင်းမှာဖြစ်ပေါ်နေတဲ့နန္တရားတွေကိုပဲ
ဝိပဿနာရဲ့အာယုံဖြစ်ပြောင်းလိုက်တဲ့အခါဝိပဿနာကိုပြီးသားဖြစ်သွားတယ်ဒီလိုဆိုလို့နော်တမာရီအခြေဆိုင်တဲ့အာယုံမဟုတ်ဘဲနဲ့တမာရီကိုပြန်ရှုလိုက်တယ်လို့ပြောတာပေါ့တမာရီဥဆောင်တဲ့နန္တရားတွေကိုပြန်ရှုလိုက်တယ်အဲ့ကျရင်ဝိပဿနာတန်းကြောင့်မတက်သွားရင်ဒါကဝိပဿနာယန္တိကပုဂ္ဂိုလ်ကြတော့စစချင်းကိုကယုတ်တရားတွေကစပြီးတော့ရှုရတယ်သူကြတော့ရှုံးတဲ့နှမျိုးတွင်ဥစားပေးပြီးတော့ယုတ်ကိုရွေးရနာကိုမရွေးနဲ့လို့ပြောတာမဟုတ်ဘူးသူကဝိပဿနာရှုတဲ့ကပိုးမြင်တာတဲ့ထင်ရှားတာကယုတ်ကပိုးထင်ရှားတယ်ထိလို့လည်းရတယ်လေထိလို့လည်းရတယ်ကြည့်လို့လည်းရတယ်ယုတ်ကထိလို့ရတယ်ဆိုတာကိုထိုင်းနေရင်တောင်မှပဲအောက်ကကိုထိုင်းနေတဲ့နေရာနဲ့ကိုယ်ခန္ဓာကိုထိနေတယ်ဆိုတာသတိထားလိုက်ရင်သိသွားတာနော်အဲ့တော့ဓာတ်ကြီး၄ပါးကိုရှာဖို့အပ္ပဒမလွယ်သွားတယ်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ကယုတ်ကနေစရှုပါပြီးရင်တော့နံပါတ်ကိုကူးမယ်ရှုံးတဲ့နှမျိုးစလုံးရှုတယ်ရှုရတော့နှစ်ခုစလုံးပဲရှုရမှာဒါအစအုပ်ပြောတာနော်အဲ့တော့အချင်းချုပ်ပြန်ပြောပြမယ်သမထယာနိကပုဂ္ဂိုလ်သည်သမထချင်းစဉ်ပြီးတဲ့အခါဝိပဿနာကူးရင်နာငါစာရှုပြီးတော့မှယုတ်ကိုရှုဝိပဿနာယာနိကပုဂ္ဂိုလ်သည်ယုတ်ကနေစာရှုပြီးတော့မှနံရှုရှုံးတဲ့နှစ်ခုလုံးရှုပြီးတော့စွမ်းအားပြည့်လာတဲ့အခါမှာမက်ဆွပေါ်တယ်နော်အဲ့လိုဆိုလို့နော်ရှုံးတဲ့နှစ်ခုလုံးရှုဟုတ်ပြီရှင်သာရိပုတ္တရာကဘယ်နည်းနဲ့သွားတာလဲဆိုတာကိုမြတ်စွာဘုရားရှင်သာရိပုတ္တရာရဲ့ကျင့်စဉ်ကသမထယာနိကနဲ့သွားတာစံသမာဓိတွေကိုအရင်ရအောင်ကြိုးစားပြီးတော့မှဝိပဿနာပဲကူတာအဲ့တော့အနုပရဝိပဿနာနဲ့ပတ်သက်ပြီးပါဠိတော်မှာဆိုတာလေးကိုအရင်နားထောင်ကြည့်အောင်မြတ်စွာဘုရားကမနေ့ကပြောတဲ့ဏိကုံးထဲမှာပါတယ်သာရိပုတ္တဘိက္ခဝေအဋ္ဌမတံအနုပရဓမ္မဝိပဿနာဝိပဿတိယဟန်တို့သာရိပုတ္တရာဟာလထဝက်15ရက်ကြာအောင်အနုပရဓမ္မဝိပဿနာကိုရှုခဲ့တယ်ဝိပဿနာလမ်းကြောင်းကိုဝိပဿနာကျင့်စဉ်ကျင့်တာကိုဝိပဿနာကိုရှုတာ15ရက်ကြာတယ်လို့ပြောတယ်နော်သမဘတ်ရပြီးမှရှုတာကွာသမဘတ်ဘယ်လောက်ကျင့်လဲဆိုတော့မပါဘူးဝိပဿနာရှုရဲဆိုသမဘတ်ကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေဆိုတော့တမာရီကဆွမ်းအားပြည့်သွားတော့သံသမဘတ်တွေရပြီးသားဖြစ်သွားတယ်ပေါ့နော်အဲကြောင့်မို့အဲ့ဒီသံသမဘတ်တွေဝင်စားရင်ကနေပြီးတော့မှဝိပဿနာရှုတယ်အဲ့လိုမြတ်စွာဘုရားကမရှိပြီးတော့ဆက်ပြောတယ်ဆက်ပြီးတော့ဟောတယ်တတ္တရိတံဘိက္ခဝေသာရိပုတ္တောအနုပဒဝိပဿနာယဟောတိသာရိပုတ္တရာရှုမှတ်ပွားများတဲ့အနုပဒဝိပဿနာတရားဟာအခုလိုဖြစ်တယ်အခုလိုရှုခဲ့တယ်ဆိုပြီးတော့ပြောအခုလိုဖြစ်ခဲ့တယ်သာရိပုတ္တရာရဲ့အနုပဒဓမ္မဝိပဿနာမှာအခုဆိုတဲ့အတိုင်းသူရှုတယ်ဆိုပြီးဆံရဘုံကိုရင်ပြောလိုက်တယ်ဣဒဘိက္ခဝေသာရိပုတ္တောဝိဝိစေဝကာဝိဝိစေဝကာမေဟိဝိဝိသအကုတရိဟိတမေဟိသဝိတကံသဝိစာရံဝိဝေကသံပိတိတုခံပထမဇာနံဥပတ္တပိသဝိဟရတိသာရိပုတ္တရာဟာအနုပရဓမ္မဝိပဿနာမရှုခင်ပထမဇန်ဝင်စားတယ်တဲ့အပြည့်တော့ပထမဇန်ကိုရရှိတယ်ပထမဇန်ရောက်သွားတယ်ပထမဇန်ရရှိပြီးတော့ပထမဇန်နဲ့နေတယ်အဲ့တော့ပထမဇန်ဆိုတာဘယ်လိုဟာလဲပထမဇန်ရောက်အောင်ဘယ်လိုလုပ်ရတာလဲအကြမ်းမြင်လေးတော့သိထားဖို့တော့လိုတာပေါ့
အာနာပါနအနေသွားလို့ရှိရင်လည်းပထမဇန်ရနိုင်တယ်အာနာပါနကသွားပုံလေးကိုအနည်းငယ်ပြောပြမယ်ဆိုရင်စံတရားကိုရချင်လို့ဥတည်ခြင်းနဲ့အထုတ်ပြီးဆိုရင်ကိုယ့်ရဲ့ထက်လေဝင်လေပုံမှန်အနေထားလေးရှုသွင်းကနေပြီးတော့လေးလေးတိုးထိသွားတဲ့နေရာလေးကိုအာရုံစိုက်တယ်အာရုံစိုက်တဲ့အခါမှာထိသွားတဲ့လေလေးကိုထိတဲ့အခိုက်ကလေးမှာလေလေးရဲ့ဝင်မှုလေလေးရဲ့ထွက်မှုကိုသတိထားပြီးတော့အဲ့ဒီပေါ်မှာပဲအာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုအခြေခံအောင်လေ့ကျင့်တယ်နော်လေလေးတိုးထိသွားတဲ့နေရာထိတဲ့အချိန်လေးအဲ့ဒီထိတဲ့အချိန်လေးတွေကတော့ခဏလေးတယ်ပဲအဲ့ဒီခဏလေးပေါင်းများစွာပြောမယ်ဆိုရင်စက္ကန့်တွေအများကြီးရှုသွင်းလိုက်လို့ထိသွားတာဥပမာပြောပြမယ်ရှုသွင်းလို့ထိတဲ့ဟာတစ်စက္ကန့်ရှိုက်ထုတ်လိုက်လို့ထွက်သွားတာတစ်စက္ကန့်အဲ့ဒီစက္ကန့်လေးတွေကိုဒီထွက်လေဝင်လေမှတပါတခြားကိုအာယုံမရောက်အောင်ထိမ့်သိမ့်ပြီးတော့ထိတဲ့နေရာကိုစင်စမပြတ်သိနေအောင်ကြိုးစားအားထုတ်အဲ့မှာဘာတွေနဲ့အားထုတ်တာတော့ဆိုရင်လုံလဝိရိယတတိသမာဓိအဲ့နဲ့အားထုတ်မရရအောင်ကြိုးစားတယ်မရရအောင်ထိလေးထွက်လေဝင်လေကိုမှတ်တယ်ထွက်လေဝင်လေလေးပေါ်စိတ်ငြိမ်အောင်ကြိုးစားတယ်အဲ့ဒါလို့အခြေခံပြီးလှုပ်လိုက်တဲ့အခါမှာသူကပထမတော့လေလေးဝင်တာထွက်တာကိုစင်စက်ပဲပြတ်မှတ်နိုင်သွားပြီဆိုတဲ့အခါမှာဘာဖြစ်လာတော့ဆိုအဲ့ဝင်သွားတဲ့လေလေးကပုံပြောင်းလာတယ်ကိုရင်ထဲနှလုံးထဲမှာကြာကြာထိုင်လိုက်တဲ့အခါပုံစံပြောင်းလာတယ်ဝင်လေထွက်လေဝင်လေထွက်လေပြီးမှတ်ရင်ကနေပြီးတော့ပုံစံကဘယ်လိုပြောင်းလာတော့ဆိုကိုရှုသွင်းလိုက်တဲ့လေဟာပုံစံဖော်ဆောင်လာတယ်မိဂိုတန်းလေးလိုဖြစ်လာတယ်အလင်းရောင်တန်းလေးလိုဖြစ်လာတယ်ပထမတော့လေပဲထိတဲ့နေရာကိုလှုပ်စိတ်ကိုငြိမ်သွားအောင်လှုပ်လိုက်တဲ့အခါကျတော့နမိတ်ဆိုတာပေါ်လာတယ်အဲ့ဒီနမိတ်ဟာလေတံမှာမဟုတ်တော့ဘဲနဲ့လေထိတဲ့အချိန်မှာအလင်းရောင်တန်းလေးလိုလိုမိဂိုတန်းလေးလိုလိုပလဲလုံးလေးတွေလိုလိုနာသီးပြားမှာလာထိနေတာ sensation တစ်မျိုးနဲ့ကိုယ့်ရဲ့အာယုန်ထဲမှာပေါ်လာတယ်အဲ့ဒါကိုနမိတ်လို့ခေါ်တယ်အဲ့ဒီနမိတ်ပေါ်လာပြီဆိုရင်ဒီနမိတ်ကိုပြောင်းမသွားစေနဲ့14ချက်ဒါမို့ကမ္မထာသမထထိုင်တဲ့ပုဂ္ဂိုလ်တွေကအချိန်အများကြီးယူပြီးတော့ထိုင်ရတော့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကြမလွယ်ဘူးအသက်ငယ်ကြာထိုင်နေတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့အောမြင်နိုင်တယ်ပေါ့အဲ့တော့အာယုန်နမိတ်ကလေးပေါ်လာရင်အဲ့ဒီအာယုန်နမိတ်ကလေးကိုပဲဆက်ပြီးတော့ရှုနေတဲ့ကအဲ့ဒီအာယုန်နမိတ်လေးဟာပို့ပြီးတော့တောက်ပြောင်ပြီးတော့လာတယ်အဲ့ဒီအာယုန်နမိတ်လေးပေါ်မှာပဲစိတ်ဟာတည်ငြိမ်သွားတယ်တခြားကိုမရောက်တော့ဘူးစိတ်ကိုအကြာကြီးအဲ့ဒီအာယုန်နမိတ်လေးနဲ့တွဲကပ်ပြီးတော့ထားသလိုဖြစ်သွားတယ်ခွာလို့မရတော့အောင်ကိုအဲ့ဒီပေါ်မှာတည်ငြိမ်သွားတယ်အဲ့ဒီအာယုန်နမိတ်လေးပေါ်မှာသူကလေးယောက်တန်းလေးဆိုရင်လေးယောက်တန်းလေးမိဂိုတန်းလေးဆိုမိဂိုတန်းလေးပေါ့နော်ပလဲလုံးလေးတွေဆိုရင်ပလဲလုံးလေးတွေလို့ကိုယ်နှာခေါင်းကထွက်နေတဲ့ပုံစံမျိုးမြင်နေရပြီးတဲ့အခါမှာအဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကိုမပြတ်ရအောင်လုပ်ပေးနေတာကဝိတက်ကလုပ်ပေးနေစိတ်ကူးတယ်လို့ခေါ်တယ်စိတ်ကအာယုန်မောကူးသွားတာစိတ်ကိုအာယုန်မောတင်ပေးတာကိုဝိတက်ယမလို့စိတ်ကူးတယ်စိတ်ကပဲကူးတော့အာယုံမောမှာကူးတာအာယုံမောရောက်သွားတာဒါပြနောက်ဝိสารဆိုတာကြံစည်တယ်ဆိုတာဒီနေရာလေးမှာပဲဒီအာယုံမောမှာပဲစိတ်လေးရေဝဲပြီးတော့နေတယ်ကြံစည်မှုနောက်အဲ့ဒီအာယုံလေးပေါ်မှာစိတ်ကကျဉ်တ်နေတာပီတိ
နေလို့ထိုင်လို့အမတမကောင်းပြီးတော့ညောင်းညာပင်ပန်းမှုတွေပျောက်သွားတာဒုက္ခအဲ့ဒီအာယုံလေးမှတပါးတခြားအာယုံပေါ်မှာစိတ်မရောက်တော့တာကဧကကတာလို့သဘာဝတရား၅ခုဖြစ်သွားတယ်အဲ့ဒီသဘာဝ၅တရား၅ခုဒီဟန်ချက်ညီဒီအာယုံလေးနဲ့တွဲပြီးအလုံးလုံးနေခဏထွက်လေဝင်လေအာယုံလေးနဲ့တွဲပြီးတော့သူတို့ဟာအလုံးလုံးနေရှာအဲ့ဒီအခြေအနေမျိုးရလာလို့ရှိရင်ဒါပထမဇန်ရတယ်လို့ခေါ်တာဒါခဏလေးနဲ့အမတမပျောက်လွယ်တယ်ရပြီဆိုပြီးဝမ်းသာပြီးကျေနပ်ပြီးဒီတခြားစိတ်တွေဝင်လာရင်ပျောက်သွားတယ်နောက်ထပ်ပြန်လုံးလို့မရပြန်ဘူးတော့နဲ့ဒါလေးကိုဟုတ်လာပြီထင်သွားလို့ရှင်သွားပြန်ရောခိလေသာတွေဝင်လာပြန်မရောက်တော့ဘူးသူစီတော့နဲ့အဲကြောင့်မို့လို့အလုံးကိုတတိထားရတယ်လို့ဆိုတယ်စာပေကျမ်းကမှာတော့ဘယ်လောက်ထိအောင်ဆိုထားတော့ဆိုစကြဝဠာလောင်းကိုကိုယ်အောင်ဆောင်ထားတဲ့အမျိုးသမီးဟာသူ့ရဲ့သားဟာစကြဝဠာမင်းဖြစ်မယ်ဆိုလို့ရှိရင်သူဘယ်လောက်ခရူးဆိုင်ရမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့ဒါလိုပဲဒီအာယုနမိတ်လေးကိုတိတ်ကိုခရူးဆိုင်နေရမှာအဲ့တော့အာယုနမိတ်ကိုခရူးဆိုင်ပြီးတော့အချိန်ချင်းပြန်ပြီးတော့ဒီဟာကိုလှုပ်နေရမှာလှုပ်နေမှအားရှိလာတော့တခါတော့ရရုံနဲ့မရဘူးတခါတော့ရပြီးရင်သူပြုတ်ကျသွားရနောက်တစ်ခါပြန်ကြိုးစားပထမချိန်မှာဆိုတခါလည်းပဲဖြစ်တယ်နောက်ချိန်นี้မှာထပ်ကြိုးစားတဲ့အခါမှာအချိန်လေးကပထမချိန်မှာ10စက္ကန့်ပဲရလိုက်တယ်ဆိုရင်နောက်ချိန်ကျရင်2စက္ကန့်3စက္ကန့်4စက္ကန့်စက္ကန့်60 10မိနစ်2မိနစ်စသဖြင့်တိုးတက်ပြီးတော့များလာအဲ့လိုအချိန်ချင်းထပ်ဝင်စားလိုက်တဲ့အခါဒီသဘာဝတရားလေးတွေ၅ခုကနေပြီးတော့ရှုမှတ်နေတဲ့အာယုံလေးတစ်ခုပေါ်မှာရှင်းနှလောက်တဲ့အနေအထားရရပ်တည်သွားနိုင်ပြီဆိုရင်ဒါကိုအပ္ပနာလို့ခေါ်တာအပ္ပနာဆိုတာစိတ်ကိုအာယုံနဲ့ထည့်ထားလိုက်တယ်လို့ခိုင်သွားပြီအဲ့စိတ်တွေကဒီအာယုံထဲမှာရောက်သွားလို့ရှိရင်သူကတခုတည်းကိုထည့်လိုက်တယ်လို့ပဲ socket တို့ဟာမျိုးပေါ့နော်သူကနေသူအန်ကြတက်လိုက်တယ်လို့ပဲပြန်ခွာဖို့မလွယ်ဘူးကတ်သွားပြီသူကလည်းသူအဲ့ဒီလိုဖြစ်သွားတာကိုအချိန်ချင်းကြိုးစားရမယ်ကျွမ်းကျင်အောင်လုပ်ရမယ်ဒီလိုဆိုလို့လေပေါ့အဲ့တော့ဟုတ်ပြီဒါဇန်ရတဲ့ပုံစံလေးကိုပြောပြတာနော်ဇန်ဆိုလို့ရှိရင်ပြန်တယ်လို့ထင်ပြီးတော့ထပြန်နေဦးမယ်တခြားပြန်တာပြောတာမဟုတ်ဇန်ရဲ့အတိတ်ပဲကဘာလို့ဆိုသာနာဆိုတာခုနအာယုံလေးပေါ်မှာရှုကတ်အာယုံနဲ့ဒီစင်စမပြတ်ရှုမှတ်နေတဲ့ဟာကိုဇန်လို့ခေါ်တယ်နော်အာယုံနဲ့တွဲကပ်ပြီးတော့ရှုနေတဲ့သဘောတရားကိုဇန်တနည်းအားဖြင့်ဆိုရင်အဲ့လိုစင်စမပြတ်ရှုမှတ်နေတဲ့အချိန်မှာလိုချင်တဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေစိတ်ပူတာတွေစိတ်ညစ်တာတွေဘာတစ်ခုမှမလာဘူးသူနိဝရဏဆိုတဲ့တရားတွေကိုဖယ်ထားတာသူနိဝရဏဆိုတဲ့တရားတွေကိုလောင်ပြစ်လိုက်တာရှုပ်ပြလိုက်တာပြီးရှုပ်လိုက်တယ်လို့နိဝရဏဆိုတဲ့တရားတွေကိုရှုပ်မြိုက်ဖျက်ဆီးပြလိုက်တယ်အဲ့ဒါတွေကမလာတော့ဘူးနော်အဲ့ဒါကြောင့်ဇာနာဆိုတာရှုပ်ပြစ်ခြင်းနဲ့ခုနအနိကရှုမြင်ခြင်းပေါ့နော်တွက်ကပ်ပြီးတော့ရှုမြင်နေခြင်းဆိုတာအဲ့ဒီလိုရှုနိုင်တဲ့တမာတိစွမ်းအားတစ်ခုကိုခေါ်တာပဲတမာတိဆိုရင်တမာတိရဲ့ခြံရံနေရပါလေတုံးဆိုဝိတက်ဆိုတဲ့ဝိတက်ကဆိုတဲ့စိတ်ကူးတာပါတယ်ဝိစာရဆိုတဲ့ကြံစည်တာပါတယ်ပိဋိဆိုတဲ့နှိမ့်ချိုက်တာပါတယ်ဒုက္ခဆိုတဲ့ဝန္တာကျေနပ်မှုလေးပါတယ်ဧကဂတဆိုတဲ့စိတ်တည်ငြိမ်မှုဒီတမာရီကိုပံ့ပိုးပြီးတော့ကြံတဲ့ဟာတွေကဒီအာယုံလေးလွတ်မသွားအောင်ဝိုင်းပြီးတော့ထိန်းကြတာပေါ့နော်ဝိတက်ကထိန်းနေဝိစာရထိန်းနေ
တော့မကြိုက်ဘူးဆိုရင်လည်းအာယုန်နဲ့စိတ်ကကွာသွားမှလေစိတ်ကမကြိုက်ဘူးဆိုရင်လည်းအလိုလျောက်သူကကွာသွားတတ်တယ်ဒါမှမဟုတ်သူကကြိုက်နေတယ်ပီတိဒုက္ခအဆင်ပြေနေတယ် comfortable ဖြစ်နေတယ်ဧကဂရတည်ငြိမ်နေအဲ့တော့အားလုံးဟာတမာရီကိုအပြုတ်ပြီးတော့ဒီတဘာဝတရား၅ခုဟာထင်းထင်းရှားရှားအလုံးလုံးနေပြီဆိုရင်ဒါပထမဇန်လို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားအဲ့ဒါပြောတာအဲ့တော့အဲ့ဒီပထမဇန်ရတဲ့ဆိုတဲ့အခါမှာဘာတွေကင်းရှင်းနေတုံးလို့ပေးတာရှိတော့ရှေ့ကနေပြီးတော့ဣဒဘိက္ခွေတာရိပုတ္တောဝိဝိစေဝကာမေဟိဝိဝိသအာဂုတတေဟိဓမ္မေဟိအဲ့ဒီချိန်မှာတာရိပုတ္တရာဟာတဲ့ကာမိသန္တာဆိုတဲ့လူချင်းတောင်းတမှုတွေကင်းနေတယ်ကြံတဲ့အကုသိုလ်တွေလည်းကင်းနေတယ်အဲ့ဒီမှာအထက်ကရာဖွင့်ပြတာလေးကိုကတော့ဒီနှမျိုးသုံးမျိုးဖွင့်ပြတယ်ပေါ့နော်ကာမကိုကာမဆိုတာဝဋ္ထုကာမနဲ့ကိလေသာကာမလို့နှစ်ခုခွဲရတယ်ဝဋ္ထုကာမဆိုတာလိုချင်စရာအာယုန်တွေကိုဝဋ္ထုကာမလို့ခေါ်တယ်ယသိနာနာလျာကာယတို့နဲ့မြင်ရတဲ့အစင်းတန်နာရတာအထီးတွေ့တယ်အဲ့ဒီလိုချင်စရာအာယုန်တွေကိုဝဋ္ထုကာမလို့ခေါ်တယ်ဝဋ္ထုဆိုတာအရာဝဋ္ထုအဲ့ဒါတွေကိုလိုချင်တဲ့တဏှာကိုလည်းကာမလို့ခေါ်တယ်အဲ့ဒါကြတော့ကိလေသာကာမအဲ့တော့အဲ့ဒီကာမနှမျိုးလုံးကကင်းတယ်လို့ပြောတာအဓိကကတော့ကိလေသာကာမကင်းတာပို့အဓိကကြတယ်ပေါ့နော်ကဲအဲ့တော့ကာမေဟိဆိုတာနိဝရဏတရား၅ပါးထဲမှာပထမဆုံးတရားကိုကာမိသန္တာလို့ခေါ်တယ်ကာမပေါ်မှာလိုချင်တဲ့သန္တာ sensual pleasure desire for sensual pleasure လိုချင်စရာတွေကိုလိုချင်နေတဲ့ဟာကာမအဲ့ဒီကာမကိုလုံးဝဖယ်ထုတ်ထားတယ်လုံးဝကောင်းတဲ့မှာပေါ်မလာတော့ဘူးရှင်ထဲမှာပေါ်မလာတော့ဘူးဝိဝိသအာဂုတရေဟိတမေဟိတဲ့ဉာဏ်နဲ့အာဂုတရေဆိုတာဘာတွေတော့ဆိုဥဒိစ္စကုက္ကုစ္စတမာရီမရအောင်စိတ်လွဲ့နေတဲ့ဥဒိစ္စစိတ်ပူလောင်နေတဲ့ကုက္ကုစ္စအတ္တတေရောမရှိလာတဲ့ဌိနနဲ့မိဋ္ဌနောက်ပြီးတော့တန်တရားဖြစ်နေတဲ့ဝိသိကိစ္စအဲ့တော့နိဝရဏတွေတဲ့ပြောမယ်ဆိုလို့ရှိရင်တော့နိဝရဏတရား၅ပါးအစုလိုက်ပြောရင်၅ပါးနံပါတ်1ကကာမိသန္တာလူချင်းစရာအာယုန်တွေကိုလူချင်းနေတဲ့တဏှာနံပါတ်2ကဥဒိစ္စနဲ့ကုက္ကုစ္စနှစ်ခုတွဲဥဒိစ္စဆိုတာစိတ်လေလွင့်နေတာကုက္ကုစ္စဆိုတာစိတ်ပူတာနံပါတ်3ကဌိနမိဋ္ဌကုသိုလ်ဘက်ပေါ်မှာစိတ်တွေအားပြော့လာတာရော့ကျလာတာတော့ပြင်းလာတယ်နောက်ဆုတ်လာတယ်အဲ့ဒီသဘောလေးကိုပြောဌိနမိဋ္ဌနောက်တစ်ခါဗျာပါဒဆိုတာကာမိသန္တာပြီးတော့ဗျာပါဒစိတ်လိုမကြတဲ့အခါဒေါသပြီးရင်ဥဒိစ္စကုက္ကုစ္စပြန်လွင်နာရဲ့စိတ်ပူပန်နာရဲ့နောက်စတုထကထိစိတ်အားရောကြတာရဲ့နောက်၅ခုမြောက်ကဝိသိကိစ္စတရားအနေနဲ့ပြောမယ်ဆိုရင်နှစ်ခုတွဲကနှစ်ခုပါတယ်နော်ဥဒိစ္စကုက္ကုစ္စကနှစ်ခုတွဲဌိနမိဋ္ဌကနှစ်ခုတွဲတဏှာတွေကတစ်ခုစီသို့သောနိဝရဏတရား၅ပါးလို့ပဲခေါ်လိုက်တာကာမိသန္တာနိဝရဏဗျာပါဒနိဝရဏဥဒိစ္စကုက္ကုစ္စနိဝရဏဌိနမိဋ္ဌနိဝရဏဝိသိကိစ္စနိဝရဏလို့
အဲ့ဒီထက်မဲ့ဇံရတယ်ဆိုတာဇံကဘာကိုရှင်းပြထားတော့ဆိုလို့ရှိရင်ခုနဇံအာယုံဝိတဝိသရာပိတိဒုက္ခတို့ကအခုပြောတဲ့နိဝရဏတရားတွေကိုရှင်းပြလိုက်တယ်နိဝရဏတရားတွေကိုဖျက်ဆီးပြလိုက်တယ်ကိုယ်ရင်ထဲမှာဘယ်ဟာမှမပေါ်ရအောင်အဲ့ဒါတွေအကုန်လုံးစဉ်းစားကြည့်လေလူဟာလိုချင်စိတ်ဖြစ်နေရင်လောဘလိုချင်တာမရလို့ရှိရင်မုန်းတိစိတ်ဖြစ်နေတယ်ဒေါသစိတ်ကဆုစီးလို့မရအောင်လွဲနေတယ်ဥဒိစ္စဟိုတွေးဒီတွေးစိတ်ပူနေတယ်ကုက္ကုစအာယုံပေါ်မှာအတ္တတေရောမဖြစ်ဘူးစိတ်ကတွန်းဆုပ်ဖြစ်နေတယ်ဌိနမိတ်တတန်တရားဖြစ်လို့ရှေ့မတိုးနိုင်ဘူးဝိသိကိစ္စအဲ့ဒီတဘာဝတွေကိုဝိတဝိသရာပိတိဒုက္ခဧကဂရတို့ကရှင်းပြလိုက်တာဒါကြောင့်မို့ဝိတဝိသရာပိတိဒုက္ခဧကဂရတို့ကိုဇံအင်္ဂါလို့ခေါ်တယ်သာနာဖက်တာသူတို့၅ခုပေါင်းပြီးတော့စွမ်းအားပြည့်လို့သူတို့၅ခုကိုပေါင်းပြီးခေါ်လိုက်တဲ့အခါဇံလို့ခေါ်တာတခုစီကြတော့ဇံအင်္ဂါလို့ပြောတာလူလို့ပြောလိုက်တာခေါင်းတို့ခြေတို့လက်တို့အကုန်လုံးပေါင်းခေါ်တာပဲလေတစ်ပင်လို့ပြောတာလဲအမြင့်ရဲ့ပင်စည်းရဲ့အကိုင်းခက်တွေဒါတွေပေါင်းခေါ်တာပဲလေအစုကိုခေါ်တဲ့နာမည်ဇံလို့ခေါ်တာကဒီ၅ခုကိုပေါင်းပြီးခေါ်လိုက်တာတခုစီပြောမယ်ဆိုလို့ရှိရင်ဝိတဝိသရာပိတိဒုက္ခဧကဂရအဓိကကတော့ဇံရပြီဆိုလို့ရှိရင်ခုနနိဝရဏတွေကိုဖယ်ရှားရှင်းလင်းခြင်းပဲဖြစ်တယ်နော်အဲ့ဒါတွေကလူတွေရဲ့စိတ်ကိုလောဘကလည်းလူတွေစိတ်ကိုလှုပ်ရှားတုန်လှုပ်စေတယ်ဒေါသပြာပါဒကလည်းတုန်လှုပ်စေတယ်ဥဒိစ္စဆိုတာလည်းစူးစီးလို့မရအောင်ဖြစ်တယ်ကုက္ကုစစိတ်ပူတယ်ဌိနမိတ်စိတ်အားတွေပြောကြတယ်ဝိသိကိစ္စတန်တရားဆိုအဲ့ဒါတွေကလူရဲ့စိတ်ထဲမှာမတည်ငြိမ်မှုတွေဖြစ်စေတယ်အဲ့ဒါတွေကိုခုဒီ၅ခုကလုံးဝရှင်းပြလိုက်တယ်နော်အဲ့ဒီရှင်းပြလိုက်တယ်သူတို့ ਨੇ ဝေးသွားပြီဆိုတာကိုပြောကြတယ်ဝိဝိစေဝကာမေဟိဝိသအကုသလေဟိတမေဟိကာမေဟိလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့ကိလေသာကာမမှာကာမတို့မှာဝိဝိစေဝကင်းကွာလွတ်လပ်၍သာလဲလုံးဝခွဲပလိုက်ပြီမရှိတော့စိတ်ထဲမှာရှင်းထုတ်ပလိုက်တယ်ဝိသအကုသလေဟိတမေဟိအကုသလေဟိဆိုးကျိုးကိုဖြစ်ပေါ်စေရတဲ့ဉာဏ်နဲ့နိဝရဏတရားတွေအကုသိုလ်တွေမှာဝိစေဝကင်းစိတ်မှသာလဲဆိုလိုတာကဇံရတာဒါတွေမဖယ်ဘဲနဲ့ဇံဘယ်တော့မှမရသူတို့ဖဲကိုဖယ်အောင်သူတို့မရှိမှဇံဆိုတာဖြစ်တယ်သူတို့ရှိနေမဖြစ်ဘူးလို့ဆိုလို့တယ်တရားထုတ်ရင်ငိုင်းနေဌိနမိတ်တာဖြစ်နေဘယ်လိုလုပ်ရမရစိတ်ပူနေရင်လည်းပဲရလိုချင်စိတ်တွေများနေရင်လည်းတရားထိုင်ရင်လိုချင်စိတ်တွေခုနလင်းအောင်လေးတွေ့လိုက်တယ်အဲ့ဒီလင်းအောင်လေးကလိုချင်လိုက်တာဆိုပဲမရတော့သွားပြီပျောက်သွားလို့စိတ်ထဲမှာမခံကြီးမခံတာဖြစ်နေပြပါရဒေါသတွေဖြစ်မရအဲ့ဒါတွေမရှိမှရတယ်ဥပမာဘာနဲ့တူလို့ဆိုဒီနိဝရဏနဲ့ဇန်တရားတွေဟာဘာနဲ့ဥပမာတူလို့ဆိုအမောင်ရှိနေတယ်မြအလင်းစားမလားအမောင်နဲ့အလင်းဟာတူတူမရှိဘူးလို့ဆိုတယ်အလင်းရောက်ရင်လည်းအမောင်မရှိဘူးအမောင်ရှိရင်လည်းအလင်းဆိုတာမရှိဘူးဒါကြောင့်မို့ဥပမာပေးထားတာပထမဇန်ရတာဆိုတာတဲ့နိဝရဏဆိုတဲ့ဒီဘက်ကံကိုနိဝရဏ၅ပါးဆိုတဲ့ဒီဘက်ကံစိတ်အခြေအနေတွေကိုစွန့်လွတ်နိုင်မှဟိုဘက်ကံဆိုတာရောက်တယ်ဟိုဘက်ကံနဲ့ဒီဘက်ကံဆိုတော့ဒီဘက်ကံကမစွန့်မဲနဲ့ဟိုဘက်ကံရောက်သွားတယ်လို့ရှိမှမရှိတာဒီဘက်ကံကစွန့်ခွာမှဟိုဘက်ကံကိုရောက်တယ်အဲ့ဒါလိုပဲနိဝရဏတွေကိုစွန့်ခွာနိုင်မှဝိတဝိသရာပိတိဒုက္ခဧကဂရဆိုတဲ့ဆံအခြေအနေကိုရောက်တယ်လို့ပြောတာနော်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဝိဝိစေဝကာမေဟိဝိဝိသအကုသလေဟိတမေဟိကာမနဲ့တဏှာရာဂနဲ့ကိလေသာတွေအကုသိုလ်တွေအားလုံးလွတ်သွားမှသာလျှင်
ပထမဇာနာပထမဇန်ဆိုတာရတယ်ပထမဇန်ဆိုတာဘာတွေကိုခေါ်တာတော့ဝိတဝိสารပိတိဒုက္ခဧကဂတ၅ခုပေါင်းစပ်ထားတဲ့စွန့်ရည်ပြီးတဲ့စိတ်အခြေအနေတစ်ခုကိုခေါ်တယ်ပေါင်းစပ်ပြီးလှုပ်လှုပ်နေတဲ့စိတ်အခြေအနေတစ်ခုကိုခေါ်တယ်သူတို့ပြောတာနော်အဲ့တော့ရှင်သာရိပုတ္တရာကအဲ့ဒီစိတ်အခြေအနေကိုရှေးဥစွာရတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာယဟန်တို့ဒီသာသနာမှာသာရိပုတ္တရာဟာကိလေသာကာမလည်းလွတ်ကင်းသွားတယ်အကုသိုလ်တရားတွေကလည်းလွတ်ကင်းသွားပြီးတော့စိတ်ကူးခြင်းကြံစီတွေးတောခြင်းသာဝိတကံသာဝိစာရစိတ်ကူးခြင်းလည်းရှိတယ်ကြံစီတွေးတောမှုလည်းရှိတယ်ဝိဝေကဇံအစိုးပိအကုသိုလ်တွေကင်းခေါသွားခြင်းကြောင့်ရလာတဲ့ပိဋိဒုက္ခနှစ်သိမ့်မှုချမ်းသာမှုရှိတယ်နော်အဲ့ဒီရှိတဲ့ပထမဇာနာပထမဇန်ကိုဥပတ္တမေဇာပြည့်စုံစေဝေရတိနေ၏ရှင်သာရိပုတ္တရာအဲ့ဒီအဆင့်ကိုရောက်သွားတယ်သူကရှင်းပြတယ်သူကအသိဉာဏ်လိုပဲသုံးသပ်နေတာကြံစည်နေတာသုံးသပ်နေတာဖြစ်တော့ကြောင့်တန်တရားဖြစ်မှုတုံဆိုင်ဖြစ်နေတာကိုသူကရှင်းပြတယ်ပီတိကပြာပါရဆိုတဲ့နိဝရဏကိုရှင်းပြတယ်ပီတိကနှစ်ချိုက်တာပြာပါရကမနှစ်မြို့တာနှစ်မြို့တာရှိရင်မနှစ်မြို့တာပျောက်သွားပြီပေါ့အဲ့ဒါကြောင့်ပီတိဖြစ်လိုက်တာနဲ့ပြာပါရဆိုတဲ့နိဝရဏပျောက်သွားတယ်နောက်တစ်ခါဒုက္ခကိုယ်ရောစိတ်ရော comfortable ဖြစ်နေတယ်ဆိုတာစိတ်ကိုစုစည်းလို့မရလို့ဖြစ်နေတဲ့စုစည်းလို့မရအောင်ဖြစ်စေတဲ့ဥဒိစ္စလွတ်ပြန်နေတဲ့စိတ်အခြေအနေကိုယ်ဆဆို remorse worry စာပူပန်စိတ်တွေအဲ့ဒါတွေကိုဒီဒုက္ခဆိုတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုဒီသဘောဝတရားအဲ့ဒီနှစ်ခုကိုရှင်းပြလိုက်တယ်။ဘာလို့ဥဒိစ္စကိုယ်ဥစ္စာဖြစ်နေလို့ရှိရင်စိတ်မှမချမ်းသာဘူး။သူတို့ဖယ်လိုက်တဲ့အခါကျတော့စိတ်ချမ်းသာတာ။နောက်တစ်ခါဧကဂတဆိုတဲ့တမာတိတရားကြတော့ကာမေသန္တာဆိုတဲ့လူချင်းတတ်မဲ့မှုကိုရှင်းပြတယ်။အဲ့တော့ဒီနိဝရဏတရား၅ပါးကိုဆိုင်အင်္ဂါတွေကအသီးသီးတာဝန်ယူပြီးတော့ရှင်းပြလိုက်ကြတော့နိဝရဏတရားတွေယင်ထဲမှာရှင်းသွားပြီရှင်းသွားသည့်အတွက်ကြောင့်နိဝရဏကင်းစင်မှရတဲ့ဆံကိုရှင်သာရိပုတ္တရာဟာပထမဇန်ကိုရပြီးနေပါတယ်လို့အဲ့ဒါကိုပါဠိမှာယဟန်တို့သာရိပုတ္တရာဟာကိလေသာကာမကကင်းကွာလွတ်လပ်ပြီးအကုသိုလ်တရားတွေကကင်းရှင်းပြီးလုံးဝကင်းရှင်းပြီးစိတ်ကူးခြင်းကြံစီသုံးသပ်ခြင်းရှိတဲ့ကင်းကွာလွတ်လပ်မှုကြောင့်ဖြစ်တဲ့နှစ်သက်ခြင်းချမ်းသာခြင်းရှိတဲ့ပထမဇန်ကိုရောက်ရှိပြီးတော့နေတယ်လို့ဒါသူရတဲ့ဇန်ရဲ့အခြေအနေကိုသူတို့ပြောတာဒါသမထပဲရှိသေးတယ်အနုပဒဝိပဿနာမသွားသေးဘူးဒီမှာဒီထီအောင်ဟာဒါဇန်ရနေတယ်ဆိုတာဟုတ်ပြီအဲ့လိုမှဘယ်လိုလုပ်ပြီးတော့ဝိပဿနာရှုတယ်လဲဆိုဆက်ပြီးတော့ရသော်ရဟောတယ်အဲ့လိုနေပြီးတဲ့အခါမှာတဲ့ဒီဇန်ဝင်စားနေတော့ကဝိပဿနာရှုလို့မရဘူးဇန်ကထားရမယ်သူကစိတ်ဟာနှစ်ခုပြူးပဲတော့မှမဖြစ်ဘူးဥပမာပေးတဲ့အခါမှာစိတ်ဆိုတာနှစ်ခုပြူးပဲတော့မှဖြစ်ဘူးတစ်ခုပြီးမှတစ်ခုသာဖြစ်တယ်နန္တရားတွေကအဲ့လိုမဖြစ်နိုင်ဘူးဥပမာပါနဲ့ပေးတော့ဆိုရင်ကိုယ့်ရဲ့လက်ညှိုးလေးတစ်ချောင်းလဲရပဲလက်ညှိုးလေးကလက်ညှိုးလေးထိတ်ကိုပြန်ကင်ရင်လို့မရဘူးလို့ပြောတာလက်ညှိုးလေးတစ်ချောင်းကလက်ညှိုးလေးအဲ့ဒီဟိုဘက်ဒီဘက်တော့မပြောနဲ့ပေါ့တစ်ချောင်းနဲ့ပဲပြောလဲရပဲလက်ညှိုးလေးသည်လဲရပဲလက်ညှိုးထိတ်လေးကိုပြန်ကင်လို့မရဘူးသူကနဲ့သူ
တော့စိတ်ဆိုတာအာယုနှစ်ခုလုံးလို့မရဘူးအဲ့တော့ပထမဇန်ရပြီဟုတ်ပြီခြားတဲ့ကဘာလို့ဆိုပထမဇန်ကထတယ်ဆိုတာဆုတ်ခွာလိုက်တာရပ်ဆဲလိုက်တာရပ်ဆိုင်လိုက်တာရပ်ဆိုင်ပြီးတဲ့အခါကျတော့မှဝိပဿနာရှုဖို့ကိုပြောမယ်ရေစပထမေဇာနေဓမ္မာအဲ့ပထမဇန်ထဲမှာပါဝင်လာတဲ့သဘာဝတရားတွေကဝိတက္ကာတဲ့ဝိစာရတဲ့နော်ပီတိတဲ့ဒုက္ခစိတ်တက်ကေကကတာစိတ်တတဧကကတာဧကကတာပေါ့တမာရီအလုံး၅ခုဝိတက္ကာဝိစာရပီတိဒုက္ခဧကကတာဇံဝင်စားနေတဲ့အချိန်မှာအဲ့ဒီဟာတွေဖြစ်ခဲ့တာဇံထားလိုက်တဲ့အခါကျတော့ဘာနဲ့ဥမာတူတော့ဆိုအိမ်မက်မက်နေတယ်နိုးလိုက်တဲ့အခါအဲ့ဒီအိမ်မက်ထားတွေပြန်တွေးတာအိမ်မက်မက်နေတော့ပြန်တွေးတယ်လို့ရှိမှဖြစ်ပဲအိမ်မက်မက်နေတယ်မက်နေတဲ့ဟာတွေကအာယုန်နဲ့တစ်မျိုးတွေသူကသူမက်နေတယ်အဲနိုးလိုက်တာနဲ့တပြိုင်တည်းဟာအဲ့ဒီအိမ်မက်ကိုပြန်ဆင်စားတာအဲ့ဒါလိုပဲစံတရားကနေနိုးထပြီးတော့အဲ့တော့ဖြစ်တဲ့စိတ်အခြေအနေတွေကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်တာဒါဝိပဿနာရှုတယ်လို့ခေါ်တယ်နော်နန္တရားကိုနန္တရားကရှုတဲ့အခါမှာတပြိုင်နဲ့ရှုလို့မရဘူးသူကရုပ်ကတော့ရှုလို့ရတယ်ရုပ်ကိုတော့ရှုလို့ရတယ်ရုပ်ကရှိနေတာဟုတ်နာနဲ့ယုံနဲ့နာကတော့တစ်ခုပဲအာယုန်တစ်ခုပဲယူလို့ရတယ်သူကဟုတ်ပြီကဲအဲ့တော့မြတ်စွာဘုရားကဝိပဿနာရှုပုံကိုပြောတော့မယ်ရေစပထမေဇာနေဓမ္မာဝိတကောဝိစာရောဝိတကောစဝိစာရောစပိတိစဒုက္ခံစစိတ်တိကကတာစငါမှဒါတွေဖြစ်ခဲ့တယ်ဆိုတာကိုသူပြန်ပြီးတော့ကြည့်တယ်အဲ့တရားတွေပထမဇန်ထဲမှာပါတဲ့ဟာတွေသူပြန်သတိရတယ်အိမ်မက်တုံးကတွေးတာတွေပြန်သတိရတယ်လို့ပဲပြန်တွေးတယ်ပြီးတော့အဲ့ဒါတွေမကဘူးဖတ်တော့တဲ့အာယုန်နဲ့ထွာရနဲ့ဒီဆက်သွယ်မှုတွေသိတယ်။ဘာပဲအိမ်မက်ထဲမှာမျက်စိတွေမှာမြင်တယ်မြင်မှန်းသိတယ်တော့ဖတ်တာဆိုတာဖြစ်တယ်ထိတွေ့မှုတွေဖြစ်တယ်။နောက်ဝေဒနာစိတ်ခံစားမှုတွေဖြစ်တယ်ပြောရင်ပြောတယ်မပြောရင်မပြောဘူးပေါ့အိမ်မက်ထဲအဖတ်တာဆိုတာလည်းတွေ့တယ်ဝေဒနာဆိုတာလည်းတွေ့တယ်တင်ညာမှတ်မိတယ်တင်ညာဆိုတဲ့သဘောကိုလည်းသိတယ်နောက်တစ်ခါစေတနာဆိုတာတွန်းအားလေးတွေဖြစ်တယ်တွန်းအားဆိုတာဖြစ်နေတာပဲလေစိတ်ထဲမှာစေတနာဖြစ်တယ်စိတ်တံကြံစီတွေးတောမှုတွေဖြစ်တယ်ဆန္ဒလူရင်းဆန္ဒတွေဖြစ်တယ်အဋ္ဌိမောက္ခအာယုန်နဲ့စိတ်နဲ့ဒီဆုံးဖြတ်ချက်ကြသွားတဲ့သဘာဝတရားလည်းဖြစ်တယ်ဝိရိယကျုပ်ပန်းအထောက်မှုဆိုတဲ့ဝိရိယလည်းဖြစ်တယ်တတိအာယုန်ကိုမှတ်ရနေတဲ့တတိလည်းဖြစ်တယ်ဥပိ္ပခာအလုံးဟာတဏှီတဲ့စွမ်းဆောင်မှုကိုပေးနေတယ်ဆိုတဲ့ဥပိ္ပခာတတ္တရမေသတုပိ္ပခာလို့ခေါ်တဲ့သဘာဝတရားလည်းဖြစ်တယ်မနတိကာရအာယုန်ဘက်ကိုစိတ်ဥလှည့်ပေးတယ်မနတိကာရဆိုတဲ့တရားလည်းဖြစ်တယ်သာဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့တရားပေါင်း16မျိုးနော်ဆိုင်အင်္ဂါက9ခုဆိုင်အင်္ဂါက9ခုဆိုင်အင်္ဂါ9ခုတည်းမှာဖတ်တာဝေဒနာတင်ညာပို့ကြည့်တဲ့ဟာကဖတ်တာဝေဒနာတင်ညာစေရနာစိတ်ဓာဆန္ဒအဋ္ဌိမောက္ခဝိရိယတတိဥပိ္ပခာမနတိကာရအလုံးပေါင်းလိုက်တော့16ခုအဲ့ဒီ16မျိုးဟာအိမ်မထဲကအိယာကနိုးတဲ့ခါမှာအိမ်မတုံးကတွေ့ခဲ့တာတွေပြန်မှတ်မိသလိုပဲပြန်ပြီးတော့စဉ်းစားလို့ရသလိုပဲရှင်သာရိပုတ္တရာပထမဇန်ဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့သဘာဝတရားတွေကိုအကုန်လုံးဓာတ်တွေကိုသိပြီးတော့အဲ့ဒီမှာဝိပဿနာရှုတယ်အဲ့ဒီသဘာဝတရားတွေကိုအသေးစိတ်နောက်တော့တစ်ခါထပ်ပြောနော်အဲ့တော့
ဝိပဿနာရှုတယ်ဆိုတာဇာငါထားတဲ့အခါမှာဒီနာငါစရှုတယ်ဆိုတာအဲ့ဒါပြောတာနံတရားတွေကြီးပဲခွာနော်ဆောင်ဝေစားနေတဲ့အချိန်မှာဖြစ်တဲ့နံတရားတွေ16မျိုးကိုဝိပဿနာရှုတယ်ဝိပဿနာရှုတဲ့အခါမှာအဲ့ဒီ16မျိုးကိုတဘာဝတရားတွေကိုတစ်ခုစီတစ်ခုစီသူဘယ်လိုသိတော့ဆိုတယတဓမ္မဝိရိတာဥပ္ပစ္စန္တိဖြစ်လာတာကိုလည်းသူထင်ထင်ရှားရှားကြီးသိလိုက်တယ်ဒီတရားတွေကိုယ့်ရင်ထဲမှာဖြစ်တာကိုလည်းထင်ထင်ရှားရှားကြီးသိဝိရိတာဥပဋ္ဌာန္တိအလုံးတရားရဲ့တဘာဝတွေကထင်ထင်ရှားရှားကြီးသူဉာဏ်ထဲမှာပေါ်နေတယ်ဝိရိတာအပဋ္ဌံခိသန္တိပျောက်ကွယ်သွားတာလည်းသိလိုက်တယ်ထင်ထင်ရှားရှားကြီးဒီတရားတွေဖြစ်လာတာလည်းသိတယ်တည်ရှိနေတာလည်းသိတယ်ပျောက်သွားတာလည်းသိလိုက်တယ်အဲ့ဒါဝိပဿနာလမ်းကြောင်းပေါ်ကိုစတက်လာတယ်လို့ခေါ်တယ်တရားတွေကိုဒါဝိပဿနာရဲ့အာယုန်တွေပဲဝိပဿနာရဲ့အာယုန်တွေကိုခုလိုသိတယ်ဖြစ်တာကိုလည်းသိလိုက်တယ်ယတ္တိနေတာကိုလည်းသိလိုက်တယ်ပျောက်ကွယ်သွားတာကိုလည်းသိလိုက်တယ်ဒီတရား16မျိုးသံဝေစားနေတဲ့အချိန်မှာဖြစ်တဲ့စိတ်အခြေ16မျိုးအဲ့လိုရှင်းရှင်းကြီးသိလိုက်တယ်အဲ့ဒါဝိပဿနာရဲ့အခြေခံပဲရှိသေးတယ်နော်ဝိပဿနာအာယုန်ကိုသူသိပြီသိတဲ့အခါကျတော့သောဧဝံပါဇာနာတိခေါင်းထဲမှာပါဆုံးဖြတ်လိုက်တုံးဆိုရင်သာရိပုတ္တရာဟာအဲ့ဒီလိုသိပြီးတဲ့အခါမှာသူ့ခေါင်းထဲမှာဘယ်လိုအသိဝင်လာတော့ဆိုဧဝံကိရမေဓမ္မာအဟုတ်တော်တမ္မောတိဟုတ်တော်ပတိဝန္တိအော်ဒီတရားတွေကငကိုယ်တော့ရှိနေတာမဟုတ်ဘဲနဲ့အကြောင်းတိုက်ဆိုင်လို့ဖြစ်လာကြတာပါလားဖြစ်လာပြီးတော့လေဒီလိုပဲပျောက်သွားကြတာပါလားဆိုတော့သဘောပေါက်ပါတယ်အဲ့ဒါဝိပဿနာပဲအဟုတ်တော်တမ္မောတိစာငကောရှိနေတာမဟုတ်ဘူးငကောရှိပြီးသားတွေကထဖြစ်တာမဟုတ်ဘူးငကောမရှိဘူးဥပမာစီတီးလိုက်တယ်ဆိုရင်စီတန်ကငကိုယ်တုံးကစီထဲမှာရှိနေလားစဉ်းစားကြည့်ဒီမှထွက်လာအဲ့ဒါလိုပဲဒီတရားတွေကယင်ထဲမှာရှိနေတာတွေမဟုတ်ဘူးသို့တော့ကြောင်းတိုက်ဆိုင်တဲ့အခါမှာဖြစ်လာတယ်အဲ့ဒါကိုပြောတာအဟုတ်တော်တမ္မောတိတဏှာမှာရှိနေတာမဟုတ်ဘဲနဲ့ဖြစ်လာတယ် gas မီးကြီးလေးကိုချစ်လိုက်တဲ့ကမီးတောင်လေးဒီမီးတောင်လေးကမတောက်ခင်ကရှိနေတာလားမရှိဘူးအကြောင်းကြောင့်ဖြစ်လာတာလေးပဲဖြစ်တယ်မီးတောက်ကလေးကမီးချစ်ဖူးထဲမှာရှိနေရင်ပူမှာပေါ့လောင်မှာပေါ့ပူတာလောင်တာမရှိဘူးလေအိတ်တောင်နဲ့ထည့်သွားပြီးစိတ်လေးတောက်တဲ့လူတွေဒါလေးနဲ့တောက်နေတာပဲမီးချစ်ဖူးလေးနဲ့အဲ့ဒါလိုပဲဧဝံကိရမေဓမ္မာအဟုတ်တော်တမ္မောတိဒီတရားတွေဟာဘယ်နေရာမှစုဝေးပြီးတော့တည်ရှိနေတာမဟုတ်ဘဲနဲ့အကြောင်းတိုက်ဆိုင်လို့ဖြစ်လာကြတယ်ဟုတ်တော်ပฏิဝန္တိဖြစ်လာပြီးတဲ့နောက်မှလည်းပျောက်ကွယ်သွားကြတာပါလားလို့အဲ့လိုမြင်တာအိဋ္ဌအဲ့တော့အနုပဒဝိပဿနာဆိုတာအခုဒီတရားတွေကိုအကုန်လုံးသိတာအိမ်မက်ကကြာကြာနာနာမက်ပြီဆိုရင်အကုန်လုံးမှတ်ပြီတယ်နော်ကြာနာနာသူလေတမဘဇံဝင်စားပြီးတော့အိဇံကလည်းထလိုက်ရောဒီတရားတွေကရှင်းရှင်းလင်းလင်းကြီးမြင်ပြီးတော့အဲ့ဒီတရားတွေကိုဝိပဿနာပြန်ပြီးတော့ရှုလိုက်တာအဲ့ဒီဝိပဿနာဟာပြောမယ်ဆိုရင်ပြောကြတယ်ဟုတ်လားဝိပဿနာရှုရင်ပစ္စုပန်တဲ့တယ်ရှုရမယ်ဆိုဖြစ်ပြီးသားတရားပြန်ရှုတာအတိတ်လို့ပြောကြမှာပေါ့ဝိပဿနာဒီဟာကိုလည်းပစ္စုပန်လို့ခေါ်တယ်ဖြစ်ပြီးလို့အိယာနိုးပြီးတော့အိမ်မက်ထဲမှာတွေးလာတဲ့အရာကိုအိယာနိုးချင်းပြန်စဉ်းစားတာဒါလည်းပစ္စုပန်လို့ပဲခေါ်တယ်ဘာခေါ်တော့တဏ္ဍတိပစ္စုပန်လို့ခေါ်တယ်ခဏပစ္စုပန်ကမရနိုင်
နော်ဝိပဿနာရှုတယ်ဆိုနန္တရားချင်းတန်တတိပစ္စုပန်ဖြစ်စဉ်တစ်ခုကမပြီးသေးဘူးဒါလည်းပစ္စုပန်အိမ်မက်မက်တယ်အိယာနိုးတယ်ပြန်စဉ်းစားတယ်ဒါဖြစ်စဉ်တစ်ခုပဲအဲ့ဒါကိုလည်းပစ္စုပန်လို့ပဲခေါ်တယ်ခဏပစ္စုပန်မျိုးကအခုဖြစ်ခုသိတာမျိုးကြတော့ပြိုင်လူလုံးလို့မရအောင်နန္တရားသိတဲ့စိတ်နဲ့အသိခံတဲ့စိတ်ကပြိုင်လူမဖြစ်ဘူးဒါမို့ရှေ့စိတ်ချုပ်သွားမှနောက်စိတ်ကသိလို့ရတယ်စိတ်ဆိုတာတစ်ခုဖြစ်ပြီးမှတစ်ခုဖြစ်တာဆိုတော့ဒါကိုလည်းပစ္စုပန်လို့ခေါ်တာတဏှတိပစ္စုပန်ခဏပစ္စုပန်ဒီလိုရှိတယ်ပါအဲ့ဒါလို့အနိစ္စလက္ခဏာနဲ့ခုနတရား16မျိုးကိုရှင်သာရိပုတ္တရာအသေးစိတ်သိတယ်ကျန်တဲ့ယဟန်တော်တွေဆိုရင်ဒီလိုသေးစိတ်သိတာမဟုတ်ဘူးတဲ့ဒါကိုပြောတာအနုပဒဝိပဿနာဆိုတာဒီဟာလေးအသေးစိတ်ဒီထဲမှာပါတာတွေကိုအကုန်လုံးရှုတယ်သူကတစ်ခုချင်းရှုတာတစ်ခုချင်းရှုတာတွေကိုနောက်ရက်ကျမှတစ်ခါထပ်ပြောနော်သူကဒီတရားကနည်းနည်းလေးနဲ့ခက်ခဲတော့သဘောလေးပေါက်သွားရင်ကိုမဆိုးပါဘူးသဘောလေးပေါက်ဖို့ရအတွက်ဒီတိုင်းပြောသွားရင်လည်းဘာမှပေါက်မှာမဟုတ်ဘူးသဘောလေးပေါက်ဖို့ရအတွက်ကဒီတရားတွေရဲ့လှုပ်ဆောင်မှုတွေကိုသေသေးချာချာသိအောင်လို့နောက်ကျပြန်ပြောရှင်းပြအဲ့ဒါအကြမ်းမြင်ကမြတ်စွာဘုရားဒီလိုရှင်သာရိပုတ္တရာခုလိုသဘောပေါက်သွားတယ်တဲ့ဒီတရားတွေကမရှိတဲ့နေရာနေပြီးတော့ဖြစ်လာကြတယ်ရှိပြီးတော့လည်းပဲပျောက်သွားတာပါလားလို့သူသိလာတယ်တဲ့သိလာပြီးတော့ဘလို့အကျိုးကျေးဇူးတွေပေါ်လာတော့ဆိုသောတေတုဓမ္မေတုသာရိပုတ္တရာဟာအဲ့ဒီပြောခဲ့တဲ့တရား16မျိုးအဲ့ဒီ16မျိုးပေါ်မှာတဲ့အနုပါယောရာဂနဲ့ချင်းကပ်မှုလည်းမရှိဘူးတဲ့ကောင်းလိုက်တာငါဟာလို့လည်းငါတရားငါရင်ထဲမှာဖြစ်တာဆိုတဲ့လူဆိုလို့ရှိရင်ငါပိတိငါဒုက္ခဒီလိုဖြစ်နေမှာပေါ့နော်အဲ့မှာငါဟာဆိုတဲ့တဏှာနဲ့လည်းမချင်းကပ်ဘူးတဲ့အနပ္ပါယောမကျေနပ်မှုနဲ့လည်းဆုတ်ခွာသွားတာမရှိဘူးတဲ့ဒီတရားတွေပေါ်မှာသဘာဝတရားကိုသဘာဝတရားလို့ပဲမြင်တယ်နော်ငါအလိုမြင်တာကြတော့ခုနတဏှာရဲ့အမြင်ဖြစ်သွားပြီတဏှာရဲ့အမြင်ကနေပြီးတော့ဆန့်ကျင်တဲ့အမြင်ဒေါသနဲ့မြင်တာဖြစ်တယ်အနိတိတောဒီတရားတွေပေါ်မှာတဏှာဒိဋ္ဌိနဲ့အမိမပြုတော့ဘူးတဲ့တဏှာဒိဋ္ဌိနဲ့မစင်စားတော့ဘူးလို့ဆိုလို့တဏှာကဘယ်လိုစင်စားတော့ငါဟာငါအတွေ့ငါစိတ်ကူငါအိမ်မက်ဒီလိုပေါ့နော်ငါရင်ထဲကပိတိဒိဋ္ဌိဆိုတာငါဟာဆိုတဲ့အတွေ့တွေတရားတွေနဲ့ပတ်သက်ပြီးမရှိဘူးတရားပဲငါနဲ့မဆိုင်အနိတိတောအဲ့ဒါတွေပေါ်မှာမပတ်သက်ဘူးတဲ့အပတိပတ်တော်တဲ့တန်ရောစင်မတွေ့ဘူးတဏှာနဲ့ဒီတရားတွေပေါ်မှာနောက်ထပ်ရကျင်လိုက်တာဆိုတာမရှိဘူးကောင်းတာလေးတွေ့ရင်လူကနောက်ထပ်ရကျင်တယ်လေအစားကောင်းလေးစားရင်တော့နောက်ထပ်စားကျင်တယ်အဲ့ဒီတော့အပတိပေါ်ဖတ်တော့စိတ်ထဲမှာဒီလိုနှောက်ဖွဲ့ခံရတာမျိုးမရှိဘူးတဲ့ဝိပ္ပမုတ်တော့အဲ့ဒီတွေ့တမှုတွေကနေလွတ်ကင်းတယ်သူစိတ်ထဲမှာတွေ့တမှုတွေကလုံးဝလွတ်နေတယ်ဝိတန်ယုတ်တော့တခြားကိလေသာတွေနဲ့လည်းလုံးဝဆက်ဆက်မှုမရှိဘူးဝိပရိယာတိကတေနစေတ္တဝိဟရတိဝိပဿနာရှုပြီးတဲ့အချိန်လေးမှာဘယ်တရားဖြင့်မသိလိုက်ရဘူးဆိုတဲ့အာယုံကလွတ်သွားတဲ့အာယုံရဲ့ကန့်တတ်ချက်လည်းဖြစ်မသွားဘူးတဲ့ဘယ်တရားလေးအပြင်ကောင်းလိုက်တာလို့ဆိုပြီးတော့တဏှာရာဂကိလေသာဝင်ချဖြတ်ပြီးတော့ဝင်လာတာလည်းမရှိဘူးတဲ့အဲ့ဒီခြားထဲမှာဝင်ရောကန့်တတ်တာတခုမှမရှိဘူးတလက်ဆက်ပဲအတိပဲရှိတယ်လို့ဆိုလို့နော်ကိလေသာလည်းဝင်ရောက်ပြီးတော့ခြားမလတ်ဘူးအာယုန်တွေကလည်းဝင်ရောက်ပြီးတော့မဖြတ်ဘူးဆိုတာမသိလိုက်တဲ့အာယုန်ဆိုတာမရှိဘူးအားလုံးကတစ်စင်တိုင်းသိတယ်အဲ့ဒီတ
စင်တိုင်းသိတဲ့ဟာတွေပေါ်မှာတွေ့တာမှုဆိုတဲ့ကိရိတာဝင်မလာဘူးကိရိတာကင်းကွာလွတ်လပ်တဲ့စိတ်တစင်တိုင်းဖြစ်တယ်အဲ့ဒါကိုဝိပရိယာတိကတေနစေတတဝိဟရတိတဲ့အကန့်အသတ်ကင်းနေတဲ့စိတ်နဲ့ဝိပဿနာအာယုန်နဲ့သာရိပုတ္တရာဟာနေပါတယ်ပြီးတဲ့အခါမှာဒီကုံလေးကိုမြတ်စွာဘုရားသောအဋ္ဌိဥဒ္ဒရိနေတရဏန္တိပသနာတိအဲ့ဒီအတိလေးရဲ့နောက်မှာရှိသေးတယ်ဒီတဲ့တာတဲ့တရားရှိသေးတယ်ဆိုတာကိုလည်းသိသေးတယ်ငါဟာမပြီးသေးဘူးဆိုတာလည်းသိတယ်ချို့ကြတော့ဟာဒါအကောင်းဆုံးဖြစ်ပြီလို့ထင်တာကိုအဲ့တော့ဥဒ္ဒရိနေတရဏဆိုတာဒီတဲ့နောက်ထူးခြားမှုတွေရှိသေးတယ်ဆိုတာကိုလည်းသူတတိထားမိတယ်တဲ့တပ္ပဟုလိကာရာအဋ္ဌိတွေဝတ္တဟောတိဒါကိုအထက်ထက်ရှုမှတ်ပွားများသည့်အတွက်ကြောင့်ဒီတရားတွေရှိတယ်ဆိုတဲ့အသိပဲထပ်ထပ်ဖြစ်တယ်ဟောလွတ်တော်တာတခုမှမရှိဘူးရှိတယ်ဆိုတာလေးပဲဖြစ်နေတယ်လို့ဒါကနံပါတ်1ပထမဇာနဲ့ပတ်သက်ပြီးတော့သမထဝင်စားပြီးဝိပဿနာအနုဝရဝိပဿနာရှုဖို့ကိုမြတ်စွာဘုရားခေါ်ကြတာဖြစ်ပါတယ်တရားချက်ကသရောဇင်ပရိသတ်တို့ရှင်သာရိပုတ္တရာမထေရမြတ်ဤအနုဝရဓမ္မဝိပဿနာဆိုသည်မှာရှေးဥစွာသံဝင်စားတယ်သံဝင်စားပြီးတော့သံဝင်စားနေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေစိတ်အခြေအနေတွေအလုံးကိုပြန်လည်ပြီးတော့ဝိပဿနာရှုတယ်ဝိပဿနာရှုလိုက်သည့်အတွက်ကြောင့်အဲ့ဒီပေါ်မှာတွေ့တာမှုတွေမုန်းတိမှုတွေဘာတစ်ခုမှမဖြစ်ဘူးငါဆိုတဲ့ဒီတဏှာဒိဋ္ဌိကိုအမိမပြုဘဲနဲ့ကင်းကွာလွတ်လပ်တဲ့စိတ်နဲ့ရှိမှန်သိယုံသိတယ်ဆိုတဲ့အထိပ္ပယ်ဒီတဲ့တာလွန်နဲ့အတိုင်းအတာတစ်ခုရှိသေးတယ်ဆိုတဲ့အသိနဲ့နေတယ်လို့မြတ်စွာဘုရားဟောကြားလိုခြင်းဖြစ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်၏ပထမဇာနဲ့ပတ်သက်တဲ့အနုပရဝိပဿနာတရားကိုနာယူမှတ်သားကြပြီးသမထကျင့်စဉ်ကနေပြီးတော့ဝိပဿနာပဲကူးပြီးတော့ရှုဖို့ရှုနည်းကိုသိကြသဖြင့်မိမိတို့အတိုင်းအတာအားလျော်စွာသမထဝိပဿနာတရားကိုရှုမှတ်ပွားများခြင်းဖြင့်အမှန်တရားကိုသိရှိအောင်ကြိုးစားအားထုတ်နိုင်ကြ